ဒီဗီဒီယိုထဲမှာတစ်ချက်ကကိုလေးလာနေတဲ့ဘာသာစကားတစ်ခုကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကိုအချက်၃ချက်လေးနဲ့ရှင်းပြပေးသွားပါမယ်ပထမဆုံးတစ်ချက်ကတော့ဒီ language နဲ့ပတ်သက်ပြီးတော့ကို exposure တစ်ခုပေးဖို့ပါဆိုလိုချင်တာကတော့တစ်ချက်တော့အဲ့ language နဲ့ပတ်သက်ပြီးတော့ကို engulf လုပ်ထားဖို့ဝန်းရံထားဖို့လိုအပ်တယ်ပေါ့နော်ဥပမာကိုကအင်္ဂလိပ်စာတိုးတက်အောင်လုပ်နေတဲ့သူမျိုးဆိုရင် English နဲ့ပတ်သက်တဲ့ movie တွေ songs တွေ podcast တွေတစ်ဖြည့်နားထောင်လို့ရပါတယ်ရှင်အဓိကကတော့ဒီ language နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ညစ်ကျင်ဘဝမှာအမြဲတမ်းထိတွေ့နေဖို့လိုအပ်ပါတယ်ဒုတိယတစ်ချက်ကတော့အမြဲတမ်းပုံမှန်လုပ်နေတဲ့consistency တစ်ခုရှိဖို့လိုအပ်တယ်ပေါ့နော်ကိုကအမြဲတမ်းစာအုပ်လုပ်လိုက်မလုပ်လိုက်ပြစ်ထားတယ်ဆိုရင်ကျတော့ကိုယ့်ရဲ့ skills တစ်ခုကတိုးတက်ဖို့မလွယ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်တချို့ကိုယ့်ရဲ့ skills တစ်ခုတိုးတက်ဖို့ဆိုရင်အမြဲတမ်းဥမာတစ်နေ့ကိုတစ်နာရီပဲဖြစ်ဖြစ်နှစ်နာရီပဲဖြစ်ဖြစ်ပေါ့နော်ကိုပေးနိုင်တဲ့အချိန်လေးအတွင်းမှာပုံမှန်လေးလုပ်သွားဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကိုလေးလာထားသမျှအကုန်လုံးကိုပြန်ပြီးတော့ apply လုပ်ဖို့ပါတင်ယူနေ့တိုင်းပဲကျွန်တော်ပုံမှန်လေ့လာနေရဆိုရင်မဲ့လည်းဒီကိုလေ့လာထားတဲ့စာတွေကိုပြန်ပြီးတော့အသုံးမချဘူးဆိုရင်ကိုယ့်ရဲ့ skills တစ်ခုကကိုထင်သလောက်မတိုးတက်နိုင်ဘူးပေါ့နော်အဲ့အတွက်ကြောင့်ဥမာကိုကဒီနေ့ grammar လေ့လာခဲ့ကိုလေ့လာခဲ့တဲ့ grammar pattern နဲ့ပတ်သက်ပြီးတော့ example sentence တွေရေးရမျိုး vocabulary ဆိုရင်လည်းကိုလေ့လာခဲ့တဲ့ vocabulary တွေကိုပြန်ပြီးတော့အသုံးချတာမျိုးကအရန်ကိုအရေးကြီးရပေါ့နော်ပထမနီလန်ကဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့နေ့စဉ်ဘဝမှာအမြဲတမ်းထိတွေ့နေဖို့လိုတယ်ဒုတိယတစ်ချက်ကပုံမှန်လေး consistency ရှိလုပ်သွားဖို့လိုအပ်တယ်နောက်ဆုံးတစ်ခုကတော့ကိုလေးလာထားသမျှကိုပြန်ပြီးတော့အသုံးချဖို့လိုတယ်ပေါ့နော်ဘာသာစကားလေးလာနေတဲ့သူတိုင်းကဒီနီလန်၃ခုကိုသာ synthesize အသုံးချသွားမယ်ဆိုရင်အချိန်ကာလတစ်ခုရောက်တဲ့အခါမှာ3လတန်ဒီ6လတန်ဒီတစ်နှစ်တန်ဒီပေါ့နော်အဲ့လိုမျိုး target တစ်ခုရောက်သွားတဲ့အခါမှာလုံးဝတိုးတက်သွားမယ်ဆိုတာကိုချက်ကားရုံရှိပါတယ်ရှင်